အားလုံးပဲမင်္ဂလာပါများဆိုင်းလန်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာလေးကတော့ဂရိနိုင်ကျောင်းသူအားအတင်းအဓမ္မတာမယာပြုကျင့်၍တပ်ဖြတ်ခဲ့တဲ့နှုတ်ဦးအားတေတံချမှတ်လိုက်တဲ့သတင်းလေးကိုတင်ဆက်ပေးခြင်းပါရခင်ဗျာဖြစ်စဉ်မှာပဲခူးတိုင်းဒေသကြီးတောင်ငူမြို့နယ်တွင်မတ်လ19ရက်နေ့ကဂရိနိုင်ကျောင်းသူတို့အားအမျိုးသား2ဦးမှအတင်းအာဓမ္မသားများပြုကျင့်၍တပ်ဖြတ်ခဲ့မှုအားရဲတပ်ဖွဲ့မှစုံစမ်းစစ်ဆေးတရားစွဲဆိုခဲ့ရာပြစ်မှုကျူးလွန်သူတရားခံ2ဦးအားမေလ22ရက်နေ့ကတောင်ငူခရိုင်တရားရုံးမှမသေးမချင်းကြိုးကိုဆွ၍တပ်စီရန်အမိန့်ချမှတ်ခဲ့ကြောင်းသိရှိရပါတယ်2025ခုနှစ်မတ်လ19ရက်နေ့နနက်10:00နာရီအချိန်ခန့်ကပဲခူးတိုင်းဒေသကြီးတောင်ငူမြို့နယ်ကျွန်းကုန်းကျေးရွာအုပ်စုကျွန်းကုန်းမြောက်ပိုင်းတွင်မိခင်နှင့်အတူနေထိုင်သူနာမည်လွယ်မဆိုဆို16နှစ်ဂရိနိုင်ကျောင်းသူသည်မိမိနေအိတ်ခမ်းအတွင်း၌လေပင်ပြက်ရှဒဏ်ရာများဖြင့်တေဆုံးနေကြောင်းသတင်းအရနယ်မြေရဲစခန်းတာဝန်ရှိသူများမှတွားရောက်စစ်ဆေးခဲ့ရာတွင်တေဆုံးသူ၏လေပင်တွင်ပြက်ရှဒဏ်ရာ3လမှခန့်ရရှိခဲ့ပြီးအနီးတွင်အယိုးအသွာ16လက်မှခန့်ရှိဓမ္မတစ်ချောင်းနိုင်လွန်ကျိုးတစ်ချောင်းတို့အားသွေးများပေကြံလျက်တွေ့ရှိခဲ့ရပြီး၎င်းနှင့်အတူမိခင်အားမေးမြန်းခဲ့ရာနေအိမ်တွင်တားမိ2ဦးသာအတူနေထိုင်ကြောင်းအခင်းဖြစ်နေနည်းနည်းအစောပိုင်းကနေအိမ်နှင့်တမိုင်ခန့်အကွာရှိဒေါ်ဇက်၌အင်းဖက်ရွက်သွားရောက်၍ကောက်ယူနေခဲ့ပြီးနေအိမ်သို့ပြန်လည်ရောက်ရှိစဉ်သမီးဖြစ်သူအားဒဏ်ရာများဖြင့်သေဆုံးနေသည်ကိုတွေ့ခဲ့ရကြောင်းပြောကြားခဲ့ပြီးနောက်သက်ဆိုင်ရာနေမည်များမှအမှုဖွင့်၍တိုင်းခရိုင်မြို့နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူအကြီးအကဲများ၏လုပ်ငန်းလမ်းညွှန်မှုအားခံယူ၍အမှုပြုစဉ်အားစုံစမ်းစစ်ဆေးဖော်ထုတ်ခဲ့ရာတေဆုံးသူနေအိမ်နှင့်ကြောချင်းကပ်၍နေထိုင်သူအိမ်နီးချင်းဖြစ်သူစီသူနိုင်ခမဲ့ကြီးသည်၎င်းဝတ်ဆင်ထားသောပစိုးအားရခင်ကကိုယ်တိုင်လျှော်ဖို့ခြင်းမရှိဘဲမိခင်ဖြစ်သူကသာအမြဲလျှော်ဖို့လေးရှိပြီးယခုအခါသူကိုယ်တိုင်ပစိုးတထဲအားအကြိမ်ကြိမ်လျှော်ဖို့နေကြောင်းသတင်းအရဖန်ဆီးစစ်ဆေးမိကြရာတွင်စီသူနိုင်မှာတေဆုံးသူမှာနမီလွယ်မဆူဆူအား၎င်းနှင့်အတူတရွာထဲနေထိုင်သူတိမ့်ထိုင်အောင်ခတားဘူးတို့မှာအတင်းအာဓမ္မတာမယာပြုကျင့်၍နေအိမ်တွင်တွေ့ရသောနိုင်လွန်ကျိုးဖြင့်လေပင်အားရစ်ပတ်၍စီသူမှာဓမ္မဖြင့်ခုတ်သက်ခဲ့ခြင်းဖြစ်ကြောင်းဝန်ခံထွက်ဆိုစစ်ဆေးပေါ်ပေါက်ခဲ့သဖြင့်ပြစ်မှုကျူးလွန်သူတရားခံ2ဦးအားရာဇကြီးပုံမှာ306 309နှစ်ဖြင့်တောင်ငူခရိုင်တရားရုံးသို့တရားစွဲတင်ခဲ့ရာစစ်ဆေးပေါ်ပေါက်ချက်များအရတောင်ငူခရိုင်တရားသူကြီးရုံးမှမေလ22ရက်နေ့တွင်ပြစ်မှုကျူးလွန်သူတရားခံများအားမတိမချင်းကြိုးကွန်းဆွေတပ်စီရန်အမိန့်ချမှတ်ခဲ့ကြောင်းသိရှိရပါတယ်။ယခုသတင်းကဒီလောက်ပါပဲခင်ဗျာ။ဆိုင်းလန်သတင်းဌာနကိုအားပေးကြည့်ရှုနေတဲ့သူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။